ဆောင်မှုကိုစောင်းမနှွေပြောင်းခဲ့ပြီမိမိရေပြန်လာလိမ့်မလားလို့ရွာလန်းတစ်လျှောက်မှမျောမိသည်ပြန်မလာပါလားမိမိတာရင်မပူလောက်ကျွမ်းလွယ်လာပြီမိမိရေတွေးလေလေအဆွေးမပြေနိုင်ပါဘူးကြက်မြေကြီးပညာစီကတတိယလိုက်တာမိမိတာရင်မမခံစားနိုင်လို့အစားထိုးမရပါလားအမေအဆွေးတွေကိုတွေးကငါဖြစ်မေတွေ့တေးတဲ့ပုတ်ဖြစ်အောင်တာရင်မရတဲ့မေလို့နေမျက်ရည်လေးနဲ့ရေးလိုက်ပြရစီအမေနေ့စဉ်အမြဲပဲတာရဲ့ရင်မနှွေအများကတွေအမေခေါ်ကြတော့ခေါ်တရားမရှိတဲ့သားဖြစ်ပါနေခွဲရရနှလုံးလာပြီမမေကတော့အနာယူကနေတာရင်မတာဘူးကနှွေမမေရဲ့ရင်ဝင်နေမှာခဏလေးဖြစ်ဖြစ်ခလေးတယောက်လူနေခွင့်ရရင်ဒီကဘာမှာအပြောဆုံးလူမမေရဲ့တာမပဲလေတာမပဲမိမိမျောတာမျောတော်မလားလေးတော့တာရင်မှာခံစားသမျှတွေမျက်ရည်လေးနဲ့ရေးလိုက်ပြရစီအမေမမေရဲ့မိုးမဆောင်မတွေလို့ကူးကြောင်းခဲ့တော့လေမမေပြန်လာမလားရဲ့လို့ရွာလန်းတစ်လျှောက်မှန်းမြော်ခဲ့ပြီမဲ့ပြန်မလာပါလားမမေရဲ့မမေကိုအရန်တတိယလို့မခံစားနိုင်တဲ့တာရင်တွေကအဆွေးတွေကိုမမေအတွက်တိတ်တပုတ်ဖြစ်ဖြေလိုက်ပြရစီနော်အများတကာကြီးအမေလို့ခေါ်ကြလို့တော့တားမှာခေါ်စရာမရှိတဲ့ဘဝရဲ့ခွဲရတာတွေညှို့လိုက်တာမမေရဲ့မမေကအနားယူသွားခဲ့ပြီမဲ့တားရင်ထဲမှာညီညီလိုပါပဲဖြစ်နိုင်ရင်လေမမေရဲ့ရင်ဝင်ထဲမှာခဏလေးပဲဖြစ်ဖြစ်ခလေးတစ်ယောက်နေခွင့်ရရင်ဒီကဘာမှာအပြုံဆုံးလူသားကမမေရဲ့သားပါပဲလေညောသားမျိုးပေါ်မလာလေတော့တားရင်တွေကခံစားချက်တွေကိုမမေအတွက်မျက်ရည်လေးနဲ့တေးတဲ့ပုတ်ဖြစ်ရေးလိုက်ပြရစီနော်မျက်ရည်လေးနဲ့ရေးလိုက်ပြရစီမမေရဲ့မိုးမဆောင်ကိုစောင်းမနှွေပြောင်းခဲ့ပြီမိမိရေပြန်လာလိမ့်မလားလို့ရွာလန်းတစ်လျှောက်မှမျောမိသည်ပြန်မလာ